sick boy business ကျွန်တော်ဒီကောက်စီစဉ်လေးမှာတော့ကိုကျော်မင်းမအားလက်တာကြောင့်ကိုကျော်မင်းရဲ့တပည့်3ယောက်ကိုပဲလွတ်လိုက်ပြီခင်ဗျာဒီနေ့အတိုင်းပဲကိုကျော်မင်းရဲ့တပည့်လေးများပြီးပြီဆရာလေး3ယောက်ကလည်းကြမ်းပြနေပြီခင်ဗျာကြမ်းပြနေပြီ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  sick boy business ကျွန်တော်ပြောနေစဉ်အတွင်းမှာပဲဂျုံထိုးမောက်ခုံတွေပါလာပြီခင်ဗျာရက်ကွက်ကကျမရဲ့ဒီပွဲလေးမဆိုကိုကျော်မင်းနဲ့ကိုကျော်မင်းအဖွဲ့သားများအားဝင်ရောက်ပါဝင်ပေးနေတာကြောင့်ကျွန်တော်အနေနဲ့မဖြစ်မနေကျေးဇူးတင်ပါတယ်ခင်ဗျာ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 ဒီကောက်စီစဉ်လေးမှာတော့ကိုကျော်မင်းမအားလက်တာကြောင့်ကိုကျော်မင်းရဲ့တပည့်3ယောက်ကိုပဲလွတ်လိုက်ပြီခင်ဗျာဒီနေ့အတိုင်းပဲကိုကျော်မင်းရဲ့တပည့်လေးများပြီးပြီဆရာလေး3ယောက်ကလည်းကြမ်းပြနေပြီခင်ဗျာကြမ်းပြနေပြီ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 ကျွန်တော်ပြောနေစဉ်အတွင်းမှာပဲဂျုံထိုးမောက်ခုံတွေပါလာပြီခင်ဗျာရက်ကွက်ကကျမရဲ့ဒီပွဲလေးမဆိုကိုကျော်မင်းနဲ့ကိုကျော်မင်းအဖွဲ့သားများအားဝင်ရောက်ပါဝင်ပေးနေတာကြောင့်ကျွန်တော်အနေနဲ့မဖြစ်မနေကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်